အဖွားသားလေးကရှိတယ်အကျွေးများလို့လှေလိုက်သွားတယ်ဖောင်ကိုလိုက်သွားတော့တပတ်တောင်မပြည့်သေးဘူးဖောင်ရောလူရောရှာလို့မတွေ့လို့ ယောက်ျားကြီးအေးယောက်ျားအလုံးမလုံးထိုင်နေဝါရှာကျွေးနေ ဦးလေးအတိုင်းမှနေတာတိုင်းရနေရရကြိတ်ခံရတာဓမြတွန်းချခံရ အဖွားသားလို့လည်းစိတ်မချဘူးဟိုသားလုံးတဲ့လူကဖောင်ထဲမှာသေးလားရှင်သလားမသိဘူးပြန်မလာဘူးဖောင်မှမတွေ့ဘူး ကလေး2ယောက်ရှိရဲ့အကြီးမရတွားရှောင်ရခုနအသေးလေးကတော့ဒီမာကြီးကိုပေးထားလိုက်တယ်ဦးလေးနဲ့နေလို့မရဘူးလေဘောပါကငါကြောက်လို့ကလေး ဒါကြီးလေးစီစဉ်ကနေပြန်လည်ဆိုလိုက်ပါရဲ့ဒီနေ့မှာတော့ညီမကမရှိချွတ်တဲ့သူတွေကိုတက်နိုင်တဲ့လောက်လေကုညီလူရန်သွားမှာပဲဖြစ်ပါရဲ့ဘလို့ကုညီလူရန်သွားမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ရှင်မင်းကလည်းမေးကြရှိလို့အဖွားအတမျိုးအားလေးဖြည့်ပေးနိုင်မလား အေးပြောလေ လောလောဆယ်အဖွားဘာစားပွားလဲ မစားသေးဘူးမစား ဘာစားချင်လဲ မစားချင်ပါဘူးတမီး အဖွားကိုတမီးဒါနာလေးပြုကျင်တော့ဘာစားချင်လဲအဖွား နောက်မှစားမယ် ဘာစားချင် အမေမေးကြရင်မေးရတယ် မေးကြရပါဟုတ်တယ် မေးကြရင် တ မေး မီး ရ စားလိုက်ပါအဲ့ဒါဖွားတမျိုးခဏစားတမီးအဖွားတဲ့မိုးလေးပါတောက်ဝဲလိုက်ဝင်နော်ပြီးပြန်လိုက်မေးမယ်နော်ဖွားနော်ခဏစားဝင်နော်ဖွား ရတယ်ကဲပြိတဲ့ကြီးကိုလေဆွမ်းနာကပြောခဲ့တဲ့အဖွားကတော့တဏီကုန်းလဲဘာမှမစားရသေးပြီးတော့နောက်တစ်ခုကအဖွားချက်တော့မကောင်းဘူးထင်မှာချက်လေးလည်းနည်းနည်းလေးပေါ့ခောက်နေရပေါ့နော်အဲ့တော့ညီမကဒီနေ့အဖွားအတွက်မုတ်တာနာလေးပြုလုပ်ချင်လို့မုတ်တော်ဝက်ပါဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါအောင်ရှင်ဘာပါလဲ ဒါတလေးမှလာတော့ အော်ကဲအခုကတော့အဖွားတရှားဖောင်စဝယ်နေရဖြစ်ပါတယ်ကျေးဇူးပါရှင်ဒီမှာဖွားတဲ့သူ့ဘို့အတွက်ရှမ်းခေါက်စလေးဝယ်လာတယ်အဲ့တော့အခုအဖွားကိုတောက်ပြန်ရှာပြီးတော့သူ့ဘို့ကအကြောင်းလေးနည်းနည်းပါမေးကြည့်မယ်တောက်ကြမယ်လားလဲကြပါဖွားပေါ်တဲ့အခိုင်ဖွားရဲ့နာမည်လေးရဲ့အသက်လေးရဲ့ဘယ်ကလာတာလဲပြီးတော့အဖွားရဲ့အကြောင်းလေးနည်းနည်းပါသူ့ကိုပြပေး ပြောပြန်အဖွားဒီကမောဇက်ကလာတာကြက်ကြံလားအမေကအသက်က80အဖွားကမီး2ယောက်ရှိတယ် ဟုတ်ပါ အဖွားသားလေးကရှိတယ်အကျွေးများလို့လှေလိုက်သွားတယ်ဖောင်ကို အော် လိုက်သွားတော့တပတ်တောင်မပြည့်သေးဘူးဖောင်ရောလူရောရှာလို့မတွေ့လို့ ဟုတ်ပါ ဟိုနေ့ကပတ်ဝန်းကျင်အကောင်ရက်တယ်တွေပဲလှုပ်ပေးတယ် ဟုတ်ပါ အခုအဖွားမီးကိုကလေးတွေဆိုတော့အဖွားကလှုပ်ကျွေးတယ်အိမ်ငှားနေရတယ်အဖွားမှာ ဟုတ် မြုံလိုက်ကြည့်လို့ရတယ် ဟုတ်ပါ ညီ2ယောက်ရှိတယ်ယောက်ျားလေးကြောင့်မင်းကလေးက9နှစ်ကျောင်းနေတယ်14နှစ်သားလေးကတော့ပညာရှိပညာပွားရလှုပ်ကျွေးတယ် အဲ့ဒါမှအမေတို့ကအကျွေးလေးတွေချီသေးတယ်တမီလေးမပြောဘူး အော် အမေသားလေးရဲ့အကျွေးလေးတွေ ဟုတ်ပါ ဒီတန်ရာကျွေးတွေပါမှာဆိုလို့မဖွားဘူးတောင်းမေးတာဟိုမနေ့ကလည်းလာတာ1000လောက်မရဘူး9000လောက်ပဲရသေးတယ်ညနေကျ9နာရီ10နာရီတော့မှပြန်ရတယ်ဟိုဘကောင်တမန်နဲ့ပြန်ပြီးဟိုဘကန်းကျတော့3မေးစီးရတယ်အခုအိမ်ငှားနေတဲ့အိမ်ရှင်ကအမေတို့တနာလို့ဆိုပြီးတော့အဲ့ဒါအလကားထားတယ် ဟုတ်ပါဘာလဲရှိရအဲ့လိုမီးနှစ်ယောက်နဲ့နေနေရအောင် မင်းနေအောင် အငယ်ဆုံးလေးကိုတော့ចောင်းထားပေးနေရလားပေါ့ ရှင်းနေသမီး9နှစ်သမီးတို့ကြောင်းထားပြီးတယ် အဖွားကြောက်တဲ့ရုံးကန်နေရ ဟိုသားလေးကဟိုငားတဲ့ဟိုဗလဲ15နှစ်သားလေးကဒီ
ဘေးလောက်ခွေးရှင်လောက်ခိုင်းတယ်ဒါအဖွားအမှန်ကန်ပြောတာ ဟုတ်ပါဟုတ် အဖွားသားလို့လည်းစိတ်မချဘူး ဟုတ်ပါ သူသားလောက်တဲ့လူကဖောင်ထဲမှာသေလားရှင်သလားမသိဘူးပြန်မလာဘူးဖောင်မှမတွေ့ဘူး ဟိုအဲ့ဆိုမုံလေးစားလိုက်ပါကွာကွာဘာမှလည်းတမနဲ့လုံးဘာမှမစားသေးဘူးဆိုတော့လေမုံလေးစားလိုက်အောင်တော့ဗိုက်တာနေတာဒီလိုအများကြီးတင်ပါရဲ့တကယ်လိုမျိုးဖြစ်ကြပေးရတဲ့အတွက်ဟုတ်ကျမကြီးလည်းယူဆိုင်ပါအပွား မင်းကလေးလည်းပေးမေးကျင်လို့ရလားရနော်ဟုတ်ဘာစားဖို့လဲ ဒါလေးမကောင်း နေမကောင်းလား အော် ဩ ဘောပါချီ ဘာရောကလဲ အေးရ ရှမ်း တီတီ TV ဩ TV ဖြစ်လားဟုတ်ဘာမှမစားသေးဘူးကွာခုနေမကောင်းဆို ခင်းမကောင်းတော့ကောင်းမှမကောင်းဘူး ဩ သူကအရေးပဲတောက်လို့ရတယ် အရေးပဲတောက်လို့ရပြောရလားဆရာဝန်က တက်ချီပြိုးကိုတီတောက်လို့ရတယ် ဟုတ်လားဩကြားရခုကြားရဩ ခန့်နေနေရလေးလို့ အာဟုတ်အာတမလို့ဒီမှာခဏဆောက်ပေးနော်နေမကောင်းဆိုခဏဆောက်ပေး ရရတယ်တူ အလူဒါနလေးပြုကျင်လို့လေနေမကောင်းဆိုတော့လေမုံလေးပါလေဟိုအာဟာရပြပြစားလို့ရအောင်လေနေခဏဆောက်ပေးနော်ဘယ်မှမသားနဲ့နော်မိုးတွေရွာမှာမဟုတ်လို့ နားမှာပဲ ဒီနားမှာပဲထိုင်မှာနော် ထိုင်နေ အော်ဟုတ်ပြီဟုတ်ပြီ အေးရေးရောက်နေနေရမှာ ဟာ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  အဲ့ဒါမှထိုင် ဟာဟာဟာ အဲ့ဒါမျိုးကိုထိုင်မလုံးနိုင် အော်ခဏဆောက်ပေးနော်ဟုတ်ခဏပဲထိုင်ခဏပဲခဏလေးပဲကဲအခုတကအန်ဒီကတော့သူ့မှာတီဗီယောဂါရှိရလို့ပြောအခု तू ကနေမကောင်းလည်းပြောတကယ်လည်းနေမကောင်းညီမဆန်နေတယ်ကိုနေနဲ့နှွေးနေအဲ့တော့ညီမကသူ့ကိုဆက်မျိုးလေးဖြစ်ဖြစ်ဝတ်တိုင်းမှာဖြစ်ပါတယ်။ तू ကလည်းနောက်ပြီးတော့ဆရာဝန်ကပြောထားတယ်အဖက်စားလို့မရဘူးအဖက်စားလို့မရတော့အရေးဖြစ်ဖြစ်ညီမသူ့ကိုအလူဒါနာလေးပြုလုပ်သွားမှာဖြစ်ပါတယ်။ဟောကြားတယ်ကြာဟုတ်အဖေလောက်ပြီလေ ဟာလား ခါနဲ့ရ ကျောက်ရ ကျော်ဝတ်တက်တာနဲ့ဗလားတက်တာနဲ့ပါစေရောနော်ဒီဖောက်ပူလေးနဲ့ထုတ်ပြပါနော်ဟုတ်နေမငါပြည့်နေတဲ့အန်ဒီအတွက်တာတန်ပြုတ်လေးနဲ့ဒီမှာရေဘူးလေးနဲ့အနီးစီကိုသွားပြီးတော့အနီးဘောကတခြားအနီးရဲ့ဘောကိုမိခွန်းလေးသွားမိတော့မှာဖြစ်ပါတယ်စံပြုတ်ရှာတာရှာဝယ်လို့မရဘူးမတွေ့လို့အဲ့ဒါကြောင့်တာတန်ပြုတ်လေးပဲဝယ်ဩ TV ဆေးတွေပဲနာမည်ကမတ်ဆွေမြင့် ဟုတ် အသက်ဘယ်လောက်ဖြစ်သွားရလဲ ဒီစီ 40အတီဗီရောကဖြစ်နေတာဘယ်နှစ်တည်းက ဒီငါရဲ့ပဲရှိတယ် 4-5ရက် အခုမှတရားခုမှတောက်တယ်ဒါပေမဲ့နှစ်မျိုးရှိရဲ့အတွက် AI လေးရှိရဲ့ ဟုတ် အဲကြောင့်ဒီကတောက်ပြီးမှလည်း AI တိုက်မယ်လို့ပြောတာ ဟုတ် မရဲ့တယောက်တည်းလုံးလုံးနေရတာ ပြမောနေရ မိုးနေငလုံးအောင်အောင် ဘမနေရလဲ ဟိုလောကရွှေပြီးတာမနေတာ ဩရွှေပြည်သားမနေရရွှေပြည်သားနဲ့ဒီလိုလာပေါ့ ဟုတ်ကဲ့ အိမ်မှာပြဖဲလား ဟုတ်ယောက်ျားကြီးအေးယောက်ျားအလုံးပလုံးထိုင်နေ ဩ ဟိုကချာကျွေးနေသူရေရောက်နေရမရသူ့အမနီကလေး2ယောက်ရှိရဲ့အကြီးမရတွားရှောင်နေခုနအသေးလေးကတော့ဒီမာယူကိုပေးထားလိုက်တယ်ကိုလေးနဲ့နေလို့မရဘူးဘောပါကူငါကြောက်လို့ကလေးအဲ့ဒါပေးထားလိုက်ဒါမှနေကောင်းရင်တော့ပြန်ခေါ်တိုင်းမှာနေကလေးကြီးပြန်ခေါ်တဲ့ဘလို့ဆိုကလေးကြီးဘောကကူမကြောက်တားယောက်ျားလေးကြီးအဲ့ဒါမာယူကိုခေါ်ထားလိုက်ပေးတယ်ဝေးတွေကပေးတယ် ယောက်ျားယောဂရှိနေမသိဘူးလား တည့်ရဲ့ရောမရဲ့ဒီမှာလုတ်ကြီးတဲ့ဒီလုတ်တယ်ကူကရောက်နေမှလုတ်ဆိုင်ထိုင်စားလိုက်တာလေခေါ်အရာမတွေရတယ်ပြောတယ်
လုံးလုံးပါလာတော့နေမိမတက်မိုင်ကောင်းလို့နေအားကြောင့်ဆိုတော့မလုံးဆိုတော့ဘာလို့တော့နေချလည်းမစင်ညီမထွက်သွားရဲ့လိုက်တာအဲ့ဒါညီမမသွားစေနေရမရှိလို့ထိုင်နေရငိမ့်ခံနေ လက်ရှိပမာနေရအခုက အခုညီမတို့အိမ်မှာပဲနှစ်ယောက်ပဲရှိတော့တာကလေးတွေကအိမ်အောင်ကြပဲအသေးတွေကတော့အမာယူပေးတာနှစ်ပဲရှိတဲ့သားတွေအဲ့ကြောင့် အဲ့နေလည်းမကောင်းပေါ့နော်နေမကောင်းညနေရလဲဆောင်းတော့မိုးကလည်းအုံနေရဆိုတော့လေစံပြုတ်လေးတောက်ပြီးတော့ပဲနန်းနေလိုက်အောင်နော်ဒီနေ့ကျမှပြန်နော်အေးလေးလေးပါနော်ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ပြကြပြီလို့ဟုတ်မဟုတ်လေးစားလိုက်အောင်နော် ဟုတ်ကဲ့ ။အိုးမင်္ဂလာပါ။ပြီးရရှင်လေဦးအတွက်လေမေးခွန်းလေးနည်းနည်းဖမေးချင်တော့ဟာရလား။ဒါမှမဟုတ်ရှင်အခုမစားချင်သေးလို့ရှင်လေတမီညာတာစားဖို့အတွက်ဝယ်ပေးမယ်လေ။နော်လက်ခံပေးနော်။တမီခဏစားတမီတော့ဝယ်ပေးမယ်နော် ကျေးဇူးပါ ။ဟုတ်ကဲ့ပါဦးဟုတ်။ကဲအခုဦးလေးအတွက်ဦးလေးစားဖို့အတွက်မှုတ်သားဝယ်ပေးနေရဖြစ်ပါတယ်။ခေါက်တဲ့ဘောနဲ့ရေတက်တယ်ဘယ်လောက်လဲ 包括这叫ခဏတော့တော့ရ 也 ။ရဲတာရှင်းတော့တော့ပေါ့။ဟုတ်။ခုညီမတို့ဒီမှာပေါ့နော်မုံဆိုင်မှာပေါ့နော်ဦးလေးစားဖို့အတွက်မုံမာနေနဲ့စောင့်နေရပါခဏကြာလို့ရှိရင်မုံတွေရလာခါကြလို့ရှိရင်ဦးလေးစီကိုပြန်သွားပြီးတော့မိခွန်းလေးနည်းနည်းပန်မိသွားမှာဖြစ်ပါတယ်ကဲဒီမှာပါမှားထားတဲ့ခေါက်လေးကြော်လေးရပါပြီဦးလေးကိုတောက်ပြပါတော့မယ်အားတော့နားနေတော့တမင်အောင်စားနေပြီလားဦးလေးနည်းနည်းကြာပါ sorry ပါဒီမှာဦးလေးညစာစားဖို့ဖောက်ဆွဲကြောမရေဘူးမိုင်းနေပါတော့ သူကသမီးလေ အော်တမီးလား ဟောအတမ်းသားကြည့်ပါလေဆက်ရှိလား ဆက်ကြည့် ဟုတ်ငယ်သေးရပဲတော်တယ်နည်းမေးမယ်နော်မေးခွန်းလေး ဦးနမိတ်လေးရဲ့အသက်လေးရဲ့ပြီးတော့ဥဘဝအကြောင်းရဲ့လက်ရှိကပမာနေနေရတယ်ဦးလေးဘဝလက်လျှောက်တော့ခက်ခဲလာတဲ့အရာရောရှိရအဲ့ဒါလေးတမျိုးဖြစ်ပေးပါအောင် ဦးလေးအတိုင်းမှနေတာ ဟော တိုင်းရနေရရကြိတ်ခံရတာလူများတွန်းချခံရတာအဲ့အနေပြီးတော့စေးုံရောက်ပြီးတော့ရဲတွေကလာခေါ်ပြီးတော့ဗမာပြည်ပြန်ပို့တယ် ဟုတ် လာတော့မှပဲစောက်ဖို့မရှိဘူးအငှားနေရတာကိုအိမ်အမိတ်မှလည်းစေးုံတက်နေရတာ မိမရှိသေးရပါလားဆိုအသက်ဘယ်လောက်ရှိပါလဲဦးမ သူကတော့90ပဲရှိသေးတာဦးလည်းတော့55နဲ့ သမီးလေးတယောက်ပွဲရှိရလား 2ယောက်ကြီးอ่ะမစေးုံတော့တယောက် အန်တီကဘာဖြစ်တာ သူကအကျိတ်ကလေးဟိုစရုံမှရှိသေးတယ်ပြောတာ ဆိုလေဦးအောင်ဆိုအစင်မပြေဖြစ်ခင်မှာလို့နော် ဆရာမေမေပကရှိလိုက် ဟုတ် ပြန်စားလဲရှိလိုက်ပြန်စားလဲအကျွေးကမကြေလုံးလိုက်လိုက်ဦးလည်းဟိုမှာဘိုးကရင်နေရများနေတော့ ဟုတ် ဘာမှလောက်စားလို့မရဘူး သမီးလေးညောက်ကအလုပ်လုပ်နေရလား သူကတော့ဟိုမှာလောက်ကတော့လောက်ဘူး ဟုတ် အတူမှတင်းကျွေးထားတာ ဟုတ်အဲ့ဆိုဦးလေးသမီးပေါ့နော်ဦးလေးတို့အတွက်ညစာလေးဝယ်ထားပေးခဲ့ဦးလေးတို့တကယ်လို့စားလိုက်ပါအောင်လို့လေဒါနဲ့တူခဲ့ပါသမီးလေးဒီနေ့ ပဲပါ ဒီကြပြကျေးဇူးများကြီးတင်ပါတယ်ဦးလေးဟုတ်ကဲ့ပါဟုတ် ကျေးဇူး
ဒီနေ့မှာတော့ညီမကမရှိချိုးတဲ့သူတွေကိုအသေးစားလှူဒန်းမှုတတိလေးပြုလုပ်ခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ကြည့်ရှုနေတဲ့ပြည်သက်ကြီးကိုလည်းကြည်နုပီတိဖြစ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းဘယ်လိုမျိုးပုံစံနဲ့လှူဒန်းသွားပြီးတော့ဘယ်လိုမျိုးပုံစံနဲ့တိဆက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင် channel လေးကိုတက်နေတဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးကြပါဦးရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်